ဟိုးစောဘာလျှောက်လို့လာတော့သိရှင်လိုက်လာခဲ့ဘာလို့လဲဆိုတော့အစီရင်ကန်ကောင်းစီတော့လေ မသိပါဘူးခြောက်သွားပြီထင်နေရတချင်ကအမှားပဲပြောရလေခေါင်ရမပန်ရင်စွနေဆိုဒီနေ့ကျွန်တော်ဆွရှင်ပြီကျွန်တော်ကိုပြန်ရှိပါလားအမဖိုးစောရဲ့မိန်းမရှာတယောက်ကိုချစ်သူတော်ရဲဆိုတာလွယ်တာမှမဟုတ်တာတေချာစဉ်းစားအောင်နော်စဉ်းစားရမှာကျွန်တော်မဟုတ်အမပဲစဉ်းစားရမှာအမဘာသာအမမင်းမရှာဖြစ်နေရတဲ့ပဲကျွန်တော်ရဲ့ရှိသူအဖြစ်ရှိပြီးလို့မရဘူးလားဗျာအမဘောမှာဘာမှမသိရဲ့လူတယောက်ကိုချစ်သူတော်ခဲ့ဘူးလေမိန်းမရှာတွေကချစ်သူကကံမကောင်းတတ်ကြတယ်လို့ရလာရင်ချစ်သူတွေကလည်းကံမကောင်းတတ်ကြအောင်တချင်ကကိုတီဟာအမတို့အဆိုးဆုံးဆိုတဲ့အခြေအနေတွေကိုပေးပြီးတော့အခုမင်းကတော့အမတို့အကောင်းဆုံးဆိုတဲ့အခြေအနေတွေကိုပေးတယ်ဒါပေမဲ့အမကြောင့်မင်းမသိရင်တမဲဖြစ်ခဲ့သေးတယ်မဟုတ်လားကျွန်တော်အတွက်တော့အမရှိရင်ကံကောင်းတယ်အမမရှိရင်ကံမကောင်းဘူးလို့ယူဆလိုက်မှာပဲမင်းအတွက်လည်းမင်းပြန်စဉ်းစားပါအောင်ဖိုးစော်ရဲ့မိန်းမရှာတယောက်ကမင်းရဲ့ပါရမီဖြစ်ပဲဖြစ်နိုင်မှာမလားဖြစ်နိုင်တာဖြစ်နိုင်တာကျွန်တော်မသိဘူးမသိစရာလည်းမလိုအမကျွန်တော်သိချင်တာတခုပဲအမကျွန်တော်ရဲ့ရှိသူဖြည့်ပေးနိုင်လားမဖြည့်ပေးနိုင်ဘူးလားဆိုတာပဲဟိုးစောမင်းလည်းစွတ်နော်အမဘာမှစိတ်မပြောနဲ့တော့ကျွန်တော်ပြောတာကိုပဲနားထောင်ကျွန်တော်မဲတာကိုပဲခေါင်းညိုက်ခေါင်းခဖြည့်ပေးဟုတ်ပြီလားကျွန်တော်ကလူကောင်းလေးတရားဆိုတာအမလက်ခံလားကျွန်တော်ကြောင့်အမစိတ်ညစ်ခဲ့ရတာတွေရောရှိလားကျွန်တော်ကြောင့်အမပြိုခဲ့ရတယ်မဟုတ်လားကျွန်တော်ကအမအတွက်ရှစ်ဖို့ကောင်းတဲ့ကောင်းလေးဆိုတာရောအမလက်ခံလားဒါဆိုဘာမှမလုပ်တော့ဘူးအမကျွန်တော်ကိုအပြေပေးဖို့ပဲလုပ်တော့တယ်ခေါင်းရံပန်းဟာဝိုင်ကျွန်းရဲ့အထိမ်းအမှတ်ပန်းတစ်ပွင့်မယ်နော်ဖိုးစောအဲ့မှာရှိတဲ့မိန်းကလေးတွေကခေါင်းရံပန်းကိုဘာသိပဲနဲ့ပန်းညရဲဆိုတာသိလားခေါင်းရံပန်းကိုညာဘက်မှာပန်းရင်စင်ငယ်တဲ့ဘယ်ဘက်မှာပန်းရင်တော့အိမ်အောင်ရှိရဲ့ချစ်သူရှိရဲ့ဆိုရက်အတိတ်ပဲတဲ့အခုအမတော့ချစ်စရာကောင်းလေးတယောက်ကြောင့်စင်ငယ်မဟုတ်တော့ဘူးလေဟာအမဒါဆိုအမကျွန်တော်ရှိသူအဖြစ်လက်ခံရင်ပေါ့နော်